ချစ်များစူစီယာပြောရတော့လေကိုနဲ့ဘဝသူမိဘမဲ့ကလေးတွေကိုပြုစုစောင့်ရှောက်နေရတာပျော်တဲ့ဂျင်းနဲ့တဲ့ဂျင်းလူတွေပြိုတာပတ်စံရှိလို့ရတာလားမိဘမဲ့ကလေးများကြီးဟောင်းတော့ဖွင့်လိုက်အောင်အချစ်များစူစီယာမနေ့ဖြန်မနေ့9နာရီကနေ10နာရီအတွင်းအဲ့ဒီပတ်စံ1000တန်းကိုတနေ့ရမှာ3ပြစ်ခဲ့မယ်။မင်းကိုလက်မထောက်လို့ပြောနေတာမှမဟုတ်တာဖေဟာ။ပြီးတော့ကိုမိဘရဲ့တော်တော့ကိုတက်အဲ့ဒီကောင်မလေးဒီစာအုပ်ကိုထားတော့ကဒါလေးလည်းပါလာပါတယ်ကိုအဲ့ထောင်ထားလေလွဲချမရှိနေအဲ့ထောင်တော့မှာစာရေးထားတယ်ရှိတော့ကိုအချစ်တို့၏နာကိုရာအချစ်ရဝန်တစ်ခုဖြစ်ထုစစ်ထားသောအချစ်စကားများကိုပုံဖော်တင်ဆက်ပေးမယ်အချစ်များစူစီယာ